မင်္ဂလာပါအားလုံးပဲ AI ဒီစကားလုံးကိုအခုနောက်ပိုင်းနေရာတိုင်းမှာကြားနေရတယ်နော်ဒါပေမဲ့အဲ့ဒီ AI ဆိုတာတကယ်တမ်းကျတော့ဘာကြီးလဲသူ့နောက်ွယ်မှာတော့ဘယ်လိုအစစ်စစ်တိုးတက်ပြောင်းလဲလာတာရှိနေမလဲကဲဒီနေ့တော့အဲ့ဒီရှုပ်ထွေးတွေကိုအတူတူရှင်းကြည့်ကြရအောင် AI တို့ machine learning တို့အခုနောက်ဆုံး Gen AI တို့ကြားဖို့နေတာတော့ဟုတ်ပါပြီဒါပေမဲ့သူတို့ကတကယ်တမ်းဘာကွာလဲသူတို့များများကဒါတွေကိုတခုလဲလို့ထင်နေကြတာအမှန်တော့လေသူတို့ချားမှာတော်တော်လေးကိုကြီးမားတဲ့ခွာခြားချက်တွေရှိနေပါရဲ့အဲ့ဒီတော့ဒီနေ့မှာအဲ့ဒီခွာခြားချက်ကဘာလဲဆိုတာကိုအပြေရှာသွားကြမယ်ကဲဒီလိုရှုပ်ထွေးနေတာတွေကိုရှင်းကွာဖို့ပဲအရန်လွယ်တဲ့ပုံစံလေးတစ်ခုတုံကြည့်အောင်အဲ့ဒါကတော့ဒီမှာမြင်နေရတဲ့လေကားထစ်ပုံစံမှာပဲဟုတ်ပါတယ်လေကားထစ်တချင်းစီကိုအတူတူတက်တော်ရင်းနဲ့ AI ရဲ့ခြေခံကြားဆုံးအဆင့်ကနေအဆင့်မြင့်ဆုံးထိအားလုံးကိုရှင်းရှင်းလင်းလင်းမြင်သွားစီရမယ်လို့အာမခံပါတယ်ဟုတ်ပြီနောက်ဆိုခရီးဆက်လိုက်ကြတော့ပထမဆုံးအနေနဲ့အောက်ခြေအဆင့်အနေစမယ် AI ဆိုတဲ့ဒီစောင့်ကြီးတစ်ခုလုံးရဲ့အခိုင်အမာဆုံး Omega ဘာတွေလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြတာပေါ့ကဲလေကားထစ်မှာပထမဆုံးခြေလမ်းကိုအတူတူလမ်းလိုက်ကြအောင်ဒီအဆင့်ကတော့အရာလုံးရဲ့အစား Artificial Intelligence လို့ခေါ်တဲ့ AI ဆိုတဲ့အခြေခံအကြလုံးယူဆပါပဲ AI ဆိုတာကလေတကယ်တော့ဒီနေ့ပဲထူးလုံးကိုခြုံထားတဲ့ TGG ထူးတော့ပါပဲသူ့ရဲ့အဓိကရွေချက်ကတော့အရင်ရှင်းပါတယ်ကွန်ပျူတာရေးကိုလူတွေလိုမျိုးတွေးခေါ်နိုင်အောင်အကြောင်းကျိုးစင်ချင်တုံတရားရှိအောင်ဖန်တီးပေးတဲ့သစ်ပံပကြားရဲ့ထူးပါပဲဆိုတော့အတိုးချုပ်ပြန်ပြောရရင် AI ရဲ့ပထမဆုံးနဲ့အဓိကမရည်မှန်းချက်ကဒါပဲစက်တွေကိုလူတွေလိုကြိုးကြောင်းဆင်ချင်နိုင်စွမ်းနဲ့အတိတ်ညာကိုနားလည်နိုင်စွမ်းပေးဟုပါပဲဟုတ်ပြီပထမထစ်ကိုနားနေသွားပြီဆိုတော့ဒုတိယလေကထစ်ကိုတက်ကြည့်ကြရအောင်ဒီတစ်ခါတော့ machine learning ဆိုတဲ့ကဘာတွေကိုဝင်ရောက်ကြည့်ကြမယ်စိတ်ဝင်စားစရာကောင်းတာက machine learning ဆိုတာ AI ကိုအိမ်မက်ထဲကနေလက်တွေ့ဖြစ်လာအောင်လုပ်ပေးတဲ့အဓိကနည်းလမ်းတစ်ခုပေါ့စက်တွေကိုဒါလို့ဟွာလို့တစ်ခုချင်းစီ program ရေးပြီးခိုင်းနေမယ်အစား data အများကြီးပြပလိုက်တယ်ပြီးတော့သူ့ဘာသာသူအဲ့ဒီ data ရင်းနဲ့တင်ယူပုံစံတွေရှာဖွေတတ်အောင်လေ့ကျင့်ပေးလိုက်တာမျိုးပါဥပမာ Netflix ကနောက်ထပ်ဘယ်ဇက်ကကြည့်တယ်လဲဆိုတာကိုဘယ်လိုသိလဲအဲ့ဒါ machine learning ကိုတုံးထားတာပဲဒါကြောင့် machine learning ရဲ့အနှစ်သာရကိုအလွယ်ဆုံးပြောရင်ဒါပါပဲအချက်အလက်တွေကနေတင်ယူတယ်အဲ့ဒီထဲကပုံစံတွေကိုရှာတယ်ပြီးတော့ခန့်မှန်းချက်တွေပြုလုပ်တယ်ဒါပဲကဲလေကားရဲ့တက်တီကအဆင့်ကိုရောက်လာပါပြီဒီအဆင့်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ AI ဟာနီးပညာတက်မဟုတ်တော့ပဲဇီဝဗေဒအထူးသဖြင့်လူဦးနောက်ရဲ့အန်အောဝါယာဒီစောက်ပုံတွေစိတ်ကူးစိတ်တန်းတွေရယူလာလို့ပါပဲ deep learning ဆိုတာကတကယ်တော့လူဦးနောက်ထဲကအာယုံကြော cell တွေအဲ့ဒီ neurons တွေချိတ်ဆက်ပြီးအလုံးလွတ်ပုံကိုအတူယူထားတာပါဦးနောက်ထဲကလိုပဲအလွတ်ပေါင်းများစွာပါတဲ့ neural networks လို့ခေါ်တဲ့အာယုံကြောကွန်ရက်တွေကိုတုံးပြီးတော့ရုပ်ပုံတွေအတန်တွေနဲ့ဘာသာစကားလိုရှုပ်ထွေးတဲ့ data တွေကိုအလွတ်တစ်ခုပြီးတစ်ခုနန်းနဲ့ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိလာတာပေါ့ဆိုတော့အဓိကအချက်ကဒါပါပဲဒီနည်းပညာက AI ကိုဓာတ်ပုံထဲမှာဘာတွေပါလဲစကားပြောတဲ့အပါကိုဆိုလိုလဲဆိုတာတွေလို့ရှုပ်ထွေးတဲ့ຢာတွေကိုဥနောက်နဲ့တူတဲ့တိစောက်ပုံကိုသုံးပြီးနားလည်နိုင်အောင်လုပ်ဆောင်ပေးတဲ့နည်းပညာဖြစ်ပါတယ်ကဲဒီ30ကိုပြန်ပြီးခြုံငုံကြည့်လိုက်ရအောင်သူတို့ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုပေါ့ဒီပုံလေးကအရာအလုံးကိုရှင်းသွားစင်ပါပါ AI ဆိုတာက TG တခုလိုပဲအဲ့ဒီ T အောက်မှာ data တွေကနေတင်ယူတဲ့ machine learning ရှိတယ်ပြီးတော့အဲ့ဒီ machine learning ရဲ့အတွင်းမှာဦးနောက်လော neural networks တွေကိုသုံးတဲ့ deep learning ဆိုတာကအထူးပြုပြီးရှိနေတာပါတခုကနောက်တစ်ခုရဲ့အထိုင်မှာရှိနေတဲ့သဘောပါပဲအခုချိန်ထိတွေးခဲ့ရတဲ့ AI တွေကအချက်လက်တွေကိုနားလည်တယ်ခွဲခြမ်းစိတ်ဖြာတယ်ဒါပဲလုံးနိုင်နေတယ်ဒါပေမဲ့အခုရောက်လာမဲ့အစ်စ်မှာတော့ AI ဟာအကြီးမားဆုံးခုံကျော်မှုတစ်ခုကိုလွတ်ဆောင်နိုင်လာပါတယ်အဲ့ဒါကတော့ဖန်တီးနိုင်စွမ်းပါပဲလေကာတိရဲ့စတုအဆင့်ဒါကတော့ဒီနေ့ခေတ်မှာလူတော်များများလက်တွေ့ထိတွေ့တုံးဆွဲနေကြတဲ့အားလုံးထိကြတဲ့ generative AI ပဲဖြစ်ပါတယ်ဒီစင့်ရဲ့အထူးအချက်က AI ဟာအချက်လက်တွေကိုနားလည်ယုံခွဲခြမ်းစိတ်ဖြာယုံတင်မဟုတ်တော့ပဲအကြောင်းအရာအသစ်တွေကိုကိုယ်တိုင်ဖန်တီးနိုင်လာတာပါပဲ large language models လို့ခေါ်တဲ့ LLMs တွေကလူတွေလိုစာသားတွေရေးနိုင်တယ်ပုံတွေဆွဲနိုင်တယ်ကွန်ပျူတာကိုဒ်တွေတောင်ဖန်တီးပေးနိုင်လာပါဟုတ်ပြီအခုဆိုရင် AI ရဲ့အဆင့်အမြင့်ဆုံးပိုင်းကိုရောက်လာပါပြီဒီအဆင့်မှာ AI ဟာစိတ်ကူးထမှတင်မခုပဲလက်တွေ့ကဘာမှာအလုပ်တွေကိုလက်ဆောင်နိုင်ဖို့လက်တွေ့ရလာတယ်လို့ပါပဲပင်ချမအဆင့်ကိုရောက်ပါပြီဒီအဆင့်မှာတော့ AI ဟာအရင်လိုမဟုတ်တော့ပဲတကယ်ကိုစိုက်ရည်ရှိတဲ့လက်ထောက်တစ်ယောက်ဖြစ်ပြောင်းလဲလာပါပြီ AI agents တွေဆိုတာကအစီအစဉ်တွေဆွဲပြီးအစစ်များစွာပါတဲ့အလုပ်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်စွမ်းရှိလာတာပါသူတို့ဟာမှတ်ဉာဏ်ကိုသုံးနိုင်တယ်ပြီးတော့တာဝန်ပေးထားတဲ့အလုပ်တစ်ခုကိုပြီးမြောက်အောင်အခြားတူးတွေကိုပါချိတ်ဆက်အသုံးပြုနိုင်ပါတယ်ဥပမာ
ခီးစဉ်တစ်ခုကိုအဆက်အဆုံးစီစဉ်ခိုင်းလိုက်တာမျိုးပေါ့လေလက်မဝဲဟိုတယ်ဘွတ်ကင်လုပ်တွားလည်မဲ့နေရာတွေရှာအဲ့ဒါတွေအားလုံးကိုသူလုံနိုင်သွားပြီ ကဲနောက်ဆုံးတော့ကျွန်တော်တို့ရဲ့လေကားထည့်ထိတ်ဆုံးအစွမ်းထက်ဆုံးအဆင့်ကိုရောက်လာခဲ့ပါပြီ Agentic AI ဒါကတော့ကိုယ်ပိုင်ဥချုပ်ဖွေအပြည့်အဝရှိတဲ့အမြင့်ဆုံးအဆင့်ပါပဲသူကလက်ထောက်တစ်ယောက်အဖြစ်ကနေကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ operator တစ်ယောက်လိုဖြစ်သွားတာပါလူသားရဲ့အနီးကပ်ကြီးကြပ်ဖို့မလိုပဲကိုယ်ရည်မှန်းချက်ကိုချတယ်အမားတွေကိုကိုယ်တိုင်ပြင်တယ်ပြီးတော့ရေရှည်စီမံကိန်းတွေကိုတောင်စီမံခန့်ခွဲနိုင်လာပါတယ် ဒီနောက်ဆုံးအဆင့်နှစ်ခုရဲ့အထူးကွာခြားချက်ကိုဒီနေရာမှာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ် AI agents တွေကပေးထားတဲ့ညွှန်ကြားချက်အတိုင်းပဲလှုပ်ဆောင်တဲ့အချိန်မှာ agentic AI ကတော့ကိုယ်ပိုင်ယူမှန်းချက်တွေချမှတ်ပြီးကိုယ်လိုင်းအစီအစဉ်တွေဆွဲပြီးအလုပ်လုပ်ကြပါတနည်းပြောရရင်အမိန့်နာခံသူကနေအစီအစဉ်ချမှတ်သူဖြစ်ပြောင်းလဲသွားတဲ့ကြီးမားတဲ့ခုံကျော်မှုတစ်ခုပါပဲ ကဲအခုဆိုရင်ကျွန်တော်ရဲ့လေကားထက်တစ်ခုလုံးပြည့်စုံတော့ပါပြီအခြေခံအကြဆုံး AI ဆိုတဲ့ EU စာကနေစပြီး machine learning နဲ့ deep learning ကိုဖြတ်အကြောင်းအရာတွေဖန်တီးနိုင်တဲ့ generative AI ထိကြက်လန်းခဲ့ကြတယ်ပြီးတော့အလုပ်တွေလုပ်ဆောင်နိုင်တဲ့ AI agents ကနေကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်ရှိတဲ့ agentic AI ဆိုတဲ့ထိပ်ဆုံးအဆင့်ထိပါပဲ ဒီခရီးစဉ်ရဲ့အဆုံးမှာတော့အားလုံးကိုစဉ်းစားပြမိဟုံးတစ်ခုနဲ့ထားခဲ့ခြင်းပါတယ် AI ဟာတနေ့မှာကျွန်တော်တို့ရဲ့ညွှန်ကြားချက်တွေကိုလုံးဝမလိုအပ်တော့တဲ့အခြေအနေတစ်ခုကိုရောက်လာတဲ့အခါဘာတွေဆက်ဖြစ်လာနိုင်မလဲဒါကတော့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်ကိုပုံဖော်မဲ့အရေးကြီးဆုံးမိဟုံးတစ်ခုဖြစ်လာနိုင်ပါတယ်